လာပါအခုရှင်းပြသွားမယ့်ဗီဒီယိုကတော့ copy paste သင်ခန်းစာပဲဖြစ်ပါတယ်ဒီ Excel မှာဇာတ်ခွက်တွေထဲမှာတစ်ခုနဲ့တစ်ခုဇာတ်ခွက်တစ်ခုနဲ့တစ်ခုကိုပွားယူခြင်းတဲ့အခါမှာပွားနည်းလေးတွေကိုအလွယ်တကူသိထားရင်မြန်မြန်ဆန်ဆန်နဲ့အသုံးပြုရလွယ်ကူသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခုဒီမှာကျွန်တော်ကဇာတ်ခွက်တစ်ခုမှာစာရိုက်လိုက်တယ်ဒီစာကိုကူးကျင်တာမျိုးမျိုးရှိပါတယ်တကွက်ကြော်ကူးကျင်တာပဲဖြစ်ဖြစ်အတန်းလိုက်ကူးကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကရိုးရိုးပုံမှန်သိထားတာကတော့ right click copy နဲ့ right click paste ကိုနှိပ်တယ်ဆိုရင် copy ကူးသွားတာတွေ့ရပါမယ်အဲ့တော့ဒီ mouse ကို drag ဆွဲပြီးတော့လည်းကူးတဲ့နည်းကိုအသုံးပြုလို့ရပါတယ် mouse ကိုဘေးကိုပွားခြင်းနဲ့ဆိုရင်ဆွဲလိုက်တာမျိုးရှိတယ်အောက်ကိုပွားခြင်းနဲ့ဆိုရင်ဆွဲလိုက်တာမျိုးရှိတယ်အဲ့ဒါဆဲခွက်ရဲ့ညာဘက်တောင်အောက်ရှိမှာ plus sign အမဲအောင်တင်ထားပြီးတော့မှဆွဲလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကူးတဲ့နည်းကတော့ keyboard ကိုအသုံးပြုပြီးတော့ကူးတဲ့နည်းဖြစ်ပါတယ်ကတ်ရဲ့မှာ control D တော့အောင်နှိပ်သွားနှိပ်လို့ရှိရင်ကူးပေးနိုင်တယ်အောက်ရှေ့ကတ်ရဲ့မှာမောင်းနှိပ်ထားမယ် keyboard ကနေ control D နှိပ်တယ် control D နှိပ်တယ်အနားခေါက်တဲ့ control D နှိပ်တယ်ဒီသူ့ရဲ့ကတ်ရဲ့မှာမဟုတ်ဘဲနဲ့တစ်ခုကျော်မှာသွားပြီး control D နှိပ်ရင်တော့ပေါ်လာမှာမဟုတ်ပါဘူးကတ်ရဲ့မှာသွားပြီး control D ဒီနည်းနဲ့လည်းကူးတာမျိုးတွေရှိတယ်ဒီ mouse ကိုတွက်ဆွဲတာကကြတော့ mouse ကိုသွားကင်ပြီးဆွဲရတာဖြစ်တဲ့အတွက် keyboard ကနေအလွယ်တကူ control D နှိပ်သွားပြန်တာခေါက်သွားလို့ရတယ်အဲဒါက mouse တွက်ဆွဲတဲ့နည်း control D နှိပ်တယ်နောက်တစ်ခုကတော့ control C နဲ့ control V နဲ့သွားတာဒီနှစ်ခုကို select မှတ်ပြီးတော့ control C နှိပ်လိုက်တယ်ဒီဘက်မှာလာပြီးတော့ control V နှိပ်လိုက်တယ်ဟောဒါဆိုရင်ဒီ selection ဖြစ်နေတဲ့နှစ်တန်းကိုတောက်လျှောက်ကြိုက်တဲ့နေရာကိုနှိပ် control V နှိပ်ကြိုက်တဲ့နေရာကိုနှိပ် control V နှိပ်တစ်ခါကူးထားရင် control V ကပေါ်နေလို့ရမှာဖြစ်တယ်ဒါဆိုရင်ဒါကိုအဆုံးသတ်ရှင်တဲ့အခါမှာတော့ keyboard ကနေ enter နဲ့နှိပ်လို့ရတယ်ဒါဆိုရင်စောစောက selection ဖြစ်နေတာလည်းပျောက်သွားမယ်ဒီဟာလည်းပေါ်လာမယ်အဲ့တော့တစ်ချိန်တည်းပဲပေါ်ကျင်တာမျိုးတွေဆိုရင် control C keyboard ကနေ enter နှိပ်လို့ရတယ်အဲ့တော့ control C control V keyboard ကနေ enter နောက်တစ်ခုကတော့ paste special ရှိပါတယ်အဲ့တော့ paste special ကဘယ်မှာရှိနေလဲဆိုတော့ဒီ copy ကူးထားလိုက်ပြီးသွားလို့ရှိရင် right click မှာရှိနေတာဖြစ်ပါတယ် right click paste special အဲဒီမှာ paste special နှိပ်လိုက်လို့ရှိရင်ဒီ box ထဲမှာအသုံးပြုရမယ့်ဟာတွေအများကြီးပဲရှိတယ်ဒီထဲကအသုံးများတာလေးတွေရွေးပြောရရင် paste link ကိုသုံးတာအဲ့တော့ paste link ကဘယ်လိုအဓိပ္ပာယ်ရလဲဆိုလို့ရင်အခုဒီမှာကူးထားတဲ့ဟာကိုမောင်ကိုဒီဘက်မှာချလိုက်ပြီး paste link နဲ့အဲ့တော့ဒီမောင်နေရာမှာကျွန်တော်ကအောင်လို့လာပြောင်းလိုက်ပြီးအခေါက်လိုက်ဒီဘက်မှာလာကြည့်အောင်ဖြစ်သွားပြီဒီနေရာမှာတူလို့ပြောင်းလိုက်တယ်အနားခေါက်လိုက်ဒီဘက်မှာလာကြည့်အောင်တူဖြစ်သွားပြီဒါ paste link ဆိုတာ link ချိတ်တယ်ချိတ်ဆက်မှုလုပ်ထားတယ်လို့အဓိပ္ပာယ်ရပါတယ်ဇာတ်ခွက်တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ခြင်းတဲ့အခါမှာဒီ paste link ကိုအသုံးပြုတာတွေ့ရပါတယ်နောက်တစ်ခုကတော့ကဏ္ဍတွေရိုက်ထားတယ်အခုကျွန်တော်150တွေကိုရိုက်လိုက်154ခုရိုက်လိုက်တယ်ဒီ150ကိုကျွန်တော်က2နဲ့မြှောက်ပြီးတော့အဖြေလိုချင်တယ်ဒီနားလေးမှာဒါမှမဟုတ်10နဲ့မြှောက်တဲ့အဖြေဒါမှမဟုတ်6နဲ့မြှောက်တဲ့အဖြေကိုလိုချင်တယ်အဲ့ဒါကိုဒီမှာ copy လာကူးလိုက်မယ် control C right click paste special မှာလာပြီးတော့ဒီ multiply ဆိုတာကိုရွေးမယ်ဆိုရင်150နဲ့6နဲ့မြှောက်တဲ့အဖြေကိုရပါမှာဖြစ်ပါတယ်နော်တစ်ခါ900ကိုကျွန်တော်ထပ်ကူးလိုက်မယ်ဒီဘက်မှာ900ကို10နဲ့ပေါင်းပြီးတော့ကူးချင်တယ် control ဒီမှာလာပြီးတော့ control C right click paste special ပေါင်းမယ်ဆိုရင် ADDF ကိုရွေးရတယ်နှုတ်မယ်ဆိုရင် subtract ကိုရွေးရတယ်စားမယ်ဆိုရင် divide ကိုရွေးရတယ်အခုတော့ကျွန်တော် ADDF ကိုရွေးလိုက်ပြီး okay နေလိုက်900နဲ့10နဲ့910ဆိုပြီးတော့အဖြေထွက်သွားပါတယ်တခါလဲပေါင်းနှုန်းမြောက်စားလုပ်ပြီးတော့မှကိုယူလို့ရပါတယ်နောက်တစ်ခုကပြချင်တာတော့ transport ပြချင်ပါတယ်ဒီ downline ရှိနေတဲ့တန်းကိုမှတ်ပြီးတော့ကျွန်တော် control C နှိပ်လိုက်မယ် paste special ထဲမှာ
လာပြီးတော့ transport ကိုအမှန်ချက်ပေးပြီးတော့ okay နှိပ်လိုက်မယ်ဆိုရင်ဟို download ကူးထားတဲ့မောင်တွေကအလျားလိုက်ကလန်ပြန်နေနဲ့ပြန်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ download ဟက်ပြီးသားကို column အနေနဲ့ရိုက်ပြီးသားကို row အနေနဲ့ပြန်လို့ရင်ပြန်ရိုက်စရာမလိုဘူးတခါ row အနေနဲ့ရိုက်ထားတာကိုလည်း column အနေနဲ့ပြန်ယူမယ်ဆိုရင်အခုလိုပဲ paste special ခေါ်ပြီးတော့ transport အမှန်ချက်ပေးပြီးတော့ okay နှိပ်ပါဒါဆိုလို့ရှိရင် row အနေနဲ့ရိုက်ထားတာကို column အနေနဲ့ transport ကိုအသုံးပြုပြီးတော့ပြန်ယူလိုက်တာပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ဒီ copy paste ကိုတူတာတွေကိုမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ကစင်စရာမှာကူးယူလို့ရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်